August လရဲ့ပထမဆုံးနေ့လေးမှာတငယ်ချင်းနဲ့အတူတူအပြင်ထွက်ဖြစ်ပါတယ်။သူသွားစရာရှိတဲ့နေရာတစ်ခုကိုဖော်လိုက်သွားပြီးတယ်။အပြန်ကြတော့သူကAsian Mart ကိုလိုက်ပို့ပေးမယ်ဆိုပြီးတော့လိုက်ပို့ပေးပါတယ်။အဲ့ကားလေးမစိုးဘူးเนาะသဘောကျတယ်။ဒီမှာဆမ်မဆိုရင်တို့ကားတွေကိုမဖွင့်ပြီးတော့မောင်းကြတယ်။ I don't know what part of Asia it's from, but the corn dog. No, is it? Not that bad. Well, we could park up there. Look, I'm parking. No, let me park. Like that too. Or boas. That's what it's called. Let's go around and Asian market ဆိုတော့ Asian food အစုံရှိရပါတော့ Japanese, Chinese, Korean, Thai မြန်မာအစားအစာပဲမရှိဘူး this is the place that I was telling you was Korea တော့ Sichuan food ပြီးတော့စားကြတယ်ဒါပေမဲ့တကယ်ချင်းကသူ spicy food မစားနိုင်ဘူးဆိုတော့ Korea food ဆိုင်ပဲရောက်သွားတယ်ပေါ့နော်ဒါကတော့တူရဲမိပါပေါ့သူကဖတ်ထုတ်ရယ်ဘူဘိုဂီနဲ့ထမင်းပေါ့နော်မဆက်တဲ့ဟာစားတယ်ကိုရီးယားတော့ဝက်နံယုံနဲ့ကင်ချီဟင်းညိုပေါ့ပူပူဆက်ဆက်မပါရင်မကြိုက်ဘူးထွင်မစားကြအောင်စားပြီးတော့အောက်ထပ်က Asian Grocery Store မှာ shopping ပေါ့ပဲပင်ပေါကျွဲကောဒီတရက်ဒီတင်မောဒီအစိမ်းဒါလေးကတော့ဘူးဒီပေါ့နော်ကိုကဘူးဒီကြိုက်တယ်ဆိုတော့ဘူးဒီကပုံမှန်ကပ်ဖို့တော့ဘာမှမတွေ့ရဘူးလေAsian Man ရောက်မှဝယ်ရတယ်ပြီးတော့မိုးတွေအစုံပေါ့မိုးအစုံကလည်းကိုအတွက်ပဲဝယ်လာတာကပ်ဖို့တော့ target တော့မှာကဒီလောက်ထိမိုးမစုံတစ်မျိုးနှမျိုးပဲရှိတယ်
ကျွဲကောသီးဆိုလည်းဒီရောက်တည်းကပဲမစားပြုတ်ဘူးထင်တယ်ဒါကတော့ seafood တွေထားတဲ့နေရာပေါ့နော်ဆေးတွေကတော့တန်လားမတန်လားကိုယ်လည်းမသိဘူးရှေးခူရောတခြားခရုမျိုးစားတွေရောတော်တော်လေးစုံစုံလင်းလင်းရှိတယ်ဒါကတော့အရှင်လက်လက်ဆက်ဆက်ဝယ်ခြင်းတဲ့သူတွေအတွက်ဖြစ်မယ်ထင်တယ်ရှေးကန်ဒီထဲမှာထည့်တာအခုဆိုတော့များတယ်နော်ဒါကတော့ဟင်ခန့်အမွေကြိုက်နေစုံလင်းမယ်မာလာတို့စီချွမ်တို့ကွက်ကိုအဲ့အမုံတွေကိုဆက်ပြီးတော့လှုပ်လို့ရမယ်ထင်တယ်လှုပ်တော့မလှုပ်တော့ဘူးပေါ့နော်လှုပ်ရှုပ်တယ်ဒါကတော့ကောင်းငင်းပြရီတို့လေးဖြစ်မယ်ဒါတွေကတော့ဖားဖင်လေးတွေဖြစ်ပါတယ်လက်ခါဖားဖင်ဆိုတာမျိုးမုံပန်ဒါပုံလေးတွေနောက်ပြီးတော့ခွေးပုံလေးပေါ့နော်ဒုထားချစ်စရာလေးအဲ့ဒါတော့တယောက်တစ်ခုဝယ်လာတယ်ပေါ့နော်ကောင်းကောင်းတော့မသိဘူးစားကြည့်ရမှာပေါ့အကောင်လုံးကတော့တရုံမုံလေးပဲများတယ် Asian grocery store ဆိုပေမဲ့လည်းတရုတ်ပစ္စည်းတွေပေါ့နော်တရုတ်နိုင်ငံလာတဲ့အစားအစာတွေကအဓိကပုံများတယ်ကျန်တာတွေတိတ်မရှိဘူးရှိတော့ရှိရဲဒါပေမဲ့တရုတ်ပစ္စည်းလောက်မများဘူးမြန်မာရိုးရစားစရာလက်ဖက်တွေပါရင်များရှိမလားဆိုပြီးတော့ရှာကြည့်လိုက်သေးတယ်ဒါပေမဲ့မရှိပါဘူး No, I love this. How much for? ကျွဲရိုင်းတွေ့လို့ဝမ်းသာအားရနဲ့နှစ်ပူးထည့်ထားတယ်ပေါ့နော်တော်တော်လေးလေးဝယ်ပြီးသွားပြီဆိုတော့ပြန်တော့မယ်ပေါ့နော်တကယ်ကဘာမှဝယ်ဖို့စီစဉ်မရှိဘူးဒီတိုင်းပဲ Asian Mart ဆိုတော့လာကြည့်တာဒါပေမဲ့လည်းဝယ်ဖြစ်သွားတယ်ပေါ့နော်သူကဘူဘတီတောက်မယ်ဆိုတော့ဘူဘတီရောက်တဲ့နေရာကိုဆက်ပြီးတော့သွားတယ်ပေါ့နော်ကိုကြိုက်တာကိုကိုဘာသာရွှေ့ပြီးတော့အော်ဒါတင်အောင်ပဲပေါ့နော်အရှိန်မှာလူတွေရှိနေသေးတော့ခဏဆောင်ရပါတယ်သူတို့မှာပြီးတော့မှကိုရီမှာကလေးပေါ့နော်ဒိုနက်လေးတွေကလည်းချစ်စရာလေးတွေ This one. Oh, this one. Yep. That's it. And then, how do I go back? Oh no, not like that. Show more. အော်ဒါတင်တာမှနည်းနည်းတိုင်ပတ်သွားတော့မှားပြီးတော့ cancel လုပ်မိပါလို့နောက်တစ်ခါပြန်မှားပါတယ် And then, wait, but how do I know it doesn't come with that? Maybe before. မှားပြီးသွားတဲ့ခါကျတော့ကိုမှားလာတဲ့ဟာရဖို့အတွက်တစ်ချက်ပြန်ဆောင်ရပါတယ်ဘူဘတီနဲ့ဘေးကက်ရက်မှာဗီယက်နမ်ဖာဆိုင်ရှိပါတယ်နောက်တစ်ခေါက်လာပြင်ဖာစားမယ်ပေါ့နော်စားလို့ကောင်းမဲ့ပုံပဲလူတွေတော့အများကြီးပဲမိုချီတိုနဲ့ပေါ့နော် raspberry တော်တော်လေးစားကောင်းတယ်အီဂျီနဲ့ ဒိုနက်ပဲရသေးတယ်တီးနှစ်ခုကမရသေးဘူးဆိုတော့နည်းနည်းဟိုးကြည့်တီးကြည့်ပေါ့နော်။ကွာရင်မဲတော့လည်းတွေးခဲ့တယ်။ကဲရပါပြီ brown sugar milk tea လေး။သူကနာမည်လေးပါရေးပေးထားတယ်ပေါ့နော်။မှားတဲ့တငယ်ချင်းရဲ့နာမည်ပေါ့သူနာမည်နဲ့ပဲနှစ်ခုလုံးမှားလိုက်တာဆိုတော့ကဲပြန်ပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye